နေချက်ချင်းဆိုလာ eclipse ဆိုတာကဘာလှပြည့်ဝင်တဲ့နေတို့တဒါနဲ့ကြာရောက်သွားပြီးလှကနေရဲ့အလင်းရောင်ကိုကဘာပေါ်သို့မကြာရောက်အောင်ခေတ္တပိတ်ဆို့လိုက်တဲ့နခေတ္တဝိဒဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။နေချက်ချင်းနဲ့ပတ်သက်ပြီးသိထားတဲ့အချက်အလက်တွေကိုအောက်ပါအတိုင်းရှင်းပြပေးလိုက်ပါမယ်။တစ်နေချက်ချင်းဖြစ်ပေါ်ပုံနေချက်ချင်းဟာလှကွယ်နေညူးမုန်းတွေမှာသာဖြစ်ကွာလိရှိပါတယ်။လှကဘာနဲ့နေကြတဲ့ကိုရောက်ရှိလာပြီးလှရဲ့ဒီဟက်ကကဘာမြေပြင်ပေါ်သို့ကြာရောက်တဲ့အခါကျွန်ုပ်တို့နေချက်တာကိုမြင်တွေ့ရခြင်းဖြစ်ပါတယ်။နှစ်နေချက်ချင်းအမျိုးအစားများနေချက်ချင်းကိုအဓိကအားဖြင့်၄မျိုးခွဲခြားနိုင်ပါတယ်။နေအပြည့်ချက်ချင်း total solar eclipse လာကနေဝင်းတစ်ခုလုံးကိုလုံးဝဖုံးအုပ်သွားတာမျိုးပါ။အဲ့ဒီအချိန်မှာကောင်းကင်ဟာညအချိန်လိုမောင်ချသွားတတ်ပါတယ်။နေအစိတ်စိတ်အမွားမွားချက်ချင်း partial solar eclipse လာကနေညတစ်စိတ်တစ်ပိုင်းကိုပဲဖုံးအုပ်တာမျိုးဖြစ်ပါတယ်။နေဟာလှချမ်းပုံတစ်ဆန်ထီနေတတ်ပါတယ်။နေကွင်းဆွချက်ချင်း annular solar eclipse လာကနေနဲ့အယံဝေးနေတဲ့အချိန်မှာဖြစ်ပေါ်တတ်ပါတယ်။လာကနေထက်တင်းငယ်နေတယ်လို့ဖြစ်နေပြီးနေရဲ့အလဲဘိဟုကိုပဲဖုံးအုပ်နိုင်တာကြောင့်ဘေးပဖက်လေမှာမီးကွင်းလိုမျိုးမြင်တွေ့ရတာပါ။ hybrid solar eclipse ကဘာနေရအချို့မှာအပြည့်ချက်ပြီးအချို့နေရာမှာကွင်းဆွချက်တာမျိုးရှားပါးဖြစ်ပေါ်ခြင်းပါ။၃နေချက်တာကိုကြည့်ရအခါတတိထားရန်နေချက်တာကိုတာမန်မျက်စိနဲ့တိုက်ရိုက်ကြည့်ခြင်းဟာမျက်စိကွယ်စေနိုင်သည့်အထိအလွန်အန္တရာယ်များပါတယ်။မလုံသင့်တော့အရာတာမန်နေကမျက်မှန်များရေထဲတွေနေအောင်ဖလန်ကြည့်ခြင်းသို့မဟုတ်ဖလိန်လိပ်များဖြန့်ကြည့်ခြင်းလုံသင့်တော့အရာနေချက်ကြည်ညံတီးတန့်ထုတ်လုပ်ထားသည့် solar filter ပါတော့မျက်မှန်များ ISO 12322 standard ကိုအသုံးပြုပါ။၄ဘာကြောင့်နေချက်ချင်းဟာအမြဲမဖြစ်တာလဲ။လာဟာကဘာကိုတလားတခါပတ်နေတာမှန်ပြီးမြဲလာရဲ့ပတ်လန်းဟာကဘာပတ်လန်းနဲ့စားဒီဂရီလောက်ဆောင်းနေပါတယ်။ဒါကြောင့်လာကဘာနဲ့နေဟာတလားတခါတဒန်းတဲမကြပဲတနစ်မှာ2ခွဲ1 5ခွဲအတွင်းပဲနေချက်ချင်းဖြစ်ပေါ်လိမ့်ရှိပါတယ်။စိတ်ဝင်စားဖွယ်အချက်နေအပြည့်ချက်ချက်ဟာကဘာနေရာတစ်ခုထဲမှာပဲပြန်ဖြစ်ဖို့ဆိုရင်ပြန်ပြအားဖြင့်385နေလောက်ကြားတတ်ပါတယ်